မင်္ဂလာပါခင်ဗျအခုဗီဒီယိုမှာတော့အစည်းအဝေးမှာစကားစပြောတော့မယ်ဆိုရင်ဘယ်လိုစကားမျိုးကိုအသုံးပြုမလဲဆိုတာပါအတူတူလေ့လာကြည့်ရအောင်第3回9番これから会議で説明をします。最初に何と言いますか ?1、では、これからご説明が始まります。2、では、これからご説明しても大丈夫ですか3、では、これからご説明いたします。これから会議で説明をします。最初に何と言いますか လူအများရှိဒါမှမဟုတ်အထက်လူကြီးတွေရှိမှကိုယ်တိုင်လုပ်မဲ့အလုပ်ဖြစ်လို့ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုနှိမ့်ချပြောတဲ့စကားအသုံးအနှုန်းကိုသုံးရပါမယ်1、では、これからご説明が始まります。ဒီစကားစုကအခမ်းအနားမူဒါမှမဟုတ်တတိယလူတစ်ယောက်ကနေအခုကစပြီးရှင်းလင်းပွဲစပါတော့မယ်လို့ကြေညာတဲ့အခါမျိုးမှာပဲသုံးတာဖြစ်ပါတယ်ကိုယ်တိုင်ကရှင်းပြမဲ့သူဖြစ်နေပြီးအခုကစပြီးရှင်းလင်းချက်စပါမယ်လို့တွားပြောရင်ကိုအစိမ့်တက်လူတစ်ယောက်လိုပြန်ပြောနေတယ်လို့ဖြစ်နေလို့မမှန်ပါဘူးခင်ဗျာ2、では、これからご説明しても大丈夫ですかမြန်မာလိုဆိုရင်တော့ရှင်းပြလို့ရမလားဆိုပြီးသုံးလို့ရနိုင်ပေမဲ့ဂျပန်စာမှာတော့ခွင့်ပြုချက်တောင်းတဲ့တာမန်ပုတ်ပုတ်ပပစကားစုဖြစ်ပါတယ်။တရားဝင်စည်းဝေးလိုနေရာမျိုးမှာသုံးဖို့အတွက်လုံလောက်တဲ့ယဉ်ကျေးမှုအဆင့်တန်းမရှိလို့မရွေးချယ်သင့်ပါဘူး3、では、これからご説明いたします。ဒါကအပြေမှန်ဖြစ်ပါတယ်။ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုအလွန်ယဉ်ကျေးတဲ့နှိမ့်ချစကားဖြစ်အောင်ပြီးသုံးနှုန်းထားတာဖြစ်ပါတယ်။လူကြီးတွေဖောက်တယ်တွေရှိမှကျွန်တော်ဘက်ကနေစတင်ရှင်းလင်းပါတော့မယ်လို့ပြောဖို့အကောင်းဆုံးနဲ့အမှန်ကန်ဆုံးအသုံးအနှုန်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာတော့ဆရာကိုခရီးတူတူသွားဖို့ဘယ်လိုဖိတ်ခေါ်မလဲဆိုတာကိုအတူတူလေ့လာရအောင်